Hello မင်္ဂလာပါခင်ဗျဒီနေ့9ရက်3လအတွက်ကျွန်တော်တို့လေးလံတိုင်ရီပါနော်ဟုတ်ကဲ့ခင်ဗျ9ရက်3လအတွက်လေးလံတိုင်ရီပါ2.5တောင်မှတော်တော်နည်းသွားတယ်တော်တော်နည်းသွားတယ်15ဆက်16ဆက်16ဆက်15ဆက်16တော့မှ5ဆက်ဒီကောကြတော့ mid size ဆိုရင်14 size ရဲ့73 size တို့ပါတော့အောက်ပါနော်ဟုတ်ကဲ့ဒီကော16ဆက်ဒီကောင်က16တော့မှ5 size က5လုံးပါပါတယ်ဒီကောင်ကတော့ mid size ဒီကောင်လည်း mid size ဒီကောင် mid size အလွိုင်းနဲ့ဟုတ်ကဲ့ဒီကောင်လေး mid size ပါပဲဒီကောင်ကျတော့16တော့မှ5 16လုံးပါပါတယ်နော်ဟုတ်ကဲ့ဒီကောင်က3.5 crosser 12.5 4လုံးပါပါတယ်ဒီကောင်ကတော့ဆက်ခွန်ဆိုင်ပါခင်ဗျာနော်ဆက်ခွန်ဆိုင်ပါ14 ဆိုင်ဒီကောင်က mid size ဒီကောင်က19.5 size ဟုတ်ကဲ့ဒါ size တွေကတော့အများကြီးပါခင်ဗျဒါဒီ mid size ဒီနေ့တော့တိတ်နည်းနည်းနေဝါဆိုပဲဒီမှာလောက်တာလေးတိုင်လေးလန်တော်တော်များလို့ဒါတော့နေဝါပြီဒီဘက်ဂိမ်းမှာဒါတော်တော်နေနေပြီဆိုတော့22.5 size 10လုံးဒီကောင်က16 size ဒီကောင်က15 size 15 size က14လုံးဒီကောင်19 size ကို73လုံးဒီကောင်က16 size ဒီကောင်က73 size ဟုတ်ကဲ့16 size ဒီကောင်19မှာ5 size ပါ16 size 16 size ဟုတ်ကဲ့19မှာ5 size 18 sizeဒီကောင်က16 size အလုံး40ပါနော်16 size လုံး40တော့19မှာ5 size 16 size 15 size ဟုတ်ကဲ့ပါခင်ဗျလေးလန်တာတွေလိုအပ်ပါရင်ပြောပါနော်ဟုတ်ကဲ့ပါခင်ဗျလေးလန်တာတွေကျွန်တော်တို့ယူပေးပါတယ်ကျွန်တော်တာတွေရောင်းပေးပါတယ်ဒါတွေကျွန်တော်တို့မြောက်ရီဘက်ကို free ကန်ကူပေးပါတယ်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်